နဲ့ဖုန်းထဲမှာပဲချစ်ခဲ့ကြတယ်တွေ့ကြလို့ပြင်မှာချိန်တော့မင်းကငါ့ကိုလာမတွေ့တယ်ငယ်ချင်းတွေလောက်လုံးပြောတော့ငါရှင်ထဲမှာခံစားရတယ်ရုပ်တရက်မက်ထင်မပဲကောင်းလေးတယောက်နဲ့တွားတွေ့မိတယ်ဖုန်းထဲမှာမင်းပြောထားရပုံစံလေးနဲ့တူတော့ဆွေးတယ်မင်းဖုန်းကိုလမ်းဆက်ကြည့်တော့မင်းကအိမ်မှာရှိနေခဲ့တယ်မင်းဖုန်းနဲ့မမေးလို့မရဘူးမင်းနဲ့ဆိုညတကောင်ရဲ့ဖုန်းပြောရတာငါဆွဲလန်းမမြင်ဘူးလို့ဖုန်းနဲ့လေးလေးမင်းငါကိုလာလာရွှေတယ်ငါစိတ်ကပုံရေးဖော်တာပြုံးနဲ့ဆန်တာတက်ထက်ထဲတော့ရှက်ဖဲနဲ့ပြောပြရရှင်မင်းကငါမေးမရပါတွေးခွင့်ကဆူတောင်းနေတာဘယ်အချိန်မှပြောပြခဲ့ပါစိတ်တွေတော့ရှေ့ဆက်ဖို့မဖြစ်နိုင်တော့မေးလိုက်ပေါ့စပင်းတွေကခုတ်ထောက်ရက်ကလေးကပခုံးအောင်နင်းပြောတဲ့ပုံစံတွေကမေးတော့အသေးအချောင်ဝေခွင့်မရအပြင်မှာချိန်နေခဏခဏမမြင်ဘူးပဲချစ်ခဲ့ရတဲ့ချစ်သူဘဝကိုမေ့မရအတိအကျပြောရတာတော့ဖုန်းပေးမှာကြောက်ချဖုန်းပြောရင်အမိန်ပေးတဲ့မင်းကိုကြောက်ရအထီးကဖြစ်နေတဲ့ငါတို့နှစ်ယောက်ကဖြစ်ကမမြင်ဘူးပဲတောင်းဝင်တို့ကချစ်မဝအချစ်တွေမသိမသတ်နဲ့အခုဘဝမဖြစ်ရတဲ့ဒိန်ဒိန်ဖြစ်နေတဲ့ရေကုန်တန်ကိုထိတ်မရရင်နီးရှာဝေးကြီးကဆွဲလမ်းမိသူငါရဲ့ဘဝဖုန်းမိတန်ကြားတိုင်းလွမ်းခဲ့ရနေနေညာအိမ်မရစိတ်တစားတော့ကဒီနဲ့ဘဝမတည်ကြမရေရငါရဲ့ဖြစ်ကမင်းပြောဘူးတဲ့စကားတွေကိုလည်းခုခါမှလွမ်းရမ်းငါစိတ်ကကြမ်းတမ်းဖုန်းပြောခဲ့တဲ့မင်းအတန်ကိုဆွဲလမ်းငါကမြေတမ်းမနအမင်းဖုန်းလာလို့စောင့်နေညာပန်းအမင်းတန်ကြားခြင်းလို့လေသွေးပြတ်၆သလုံးနဲ့နေတွေမတွေ့တဲ့ရောက်မလာတဲ့ဖြစ်တွေငါဘဝကိုလက်ဆက်ပြီးတော့ထားခဲ့ပြီလားဖုန်းဆက်တဲ့ငါကပဲအမကြီးကိုပါခဲ့ပြီလားလှပခဲ့ငါအိမ်မက်တွေခုချိန်မှာပျောက်ကွယ်လို့သွားပြီငါကိုပြောခဲ့တဲ့စကားတန်တွေအမြဲတမ်းပဲတတိယစမေးမရပဲပြင်မာချိန်တွေ့ရင်မလာခဲ့တော့မင်းနဲ့ငါနဲ့မတွေ့ရပဲအိမ်မက်ထဲမှာစာစီချမင်းကိုပြောဖို့ငါရဲ့လွမ်းတမ်းများမင်းလေးကြားရင်လား